ပြည်တွင်းခရီးပဲဖြစ်ဖြစ်ပြည်ပခရီးပဲဖြစ်ဖြစ်စီးပွားရှာတဲ့ခရီးပဲဖြစ်ဖြစ်ပညာရှာတဲ့ခရီးပဲဖြစ်ဖြစ်အလှခရီးပဲဖြစ်ဖြစ်အဋိဌံခရီးတွေပဲဖြစ်ဖြစ်ခရီးလမ်းမနဲ့ပတ်သက်လာရင်ကိုသွားမဲ့ခရီးလမ်းမမှာအဆအရအဆင်ပြေချောမွေဖို့အနှောက်အယှက်ကင်းဖို့ခရီးလမ်းသွားလမ်းတာပြန်လမ်းဖြောင်းဖို့ခရီးအတွက်လိုအပ်တဲ့ငွေကြေးတွေလည်းပေါ်ပေါ်များများပြည့်စုံနဲ့တွာလာနိုင်ဖို့အတွက်ဒီကုသိုလ်တော်အစီအစဉ်လေးကိုဆောင်ရွက်ရမှာခုနှစ်ရသားသမီးပရိသတ်များရွှေစကားပရိသတ်များအားလုံးမင်္ဂလာပါရှင်ခုနှစ်ရသားသမီးပရိသတ်တွေအတွက်ခရီးလဲအဆင်ပြေငွေလဲရွှင်စီဆိုတဲ့ကုသိုလ်တော်အစီအစဉ်လေးကိုတင်ဆက်ချင်ပါတယ်ရှင်အဲ့တော့ကျွန်မခုနှစ်ရသားသမီးပရိသတ်တွေထဲမှာနိုင်ငံရဲ့ချမ်းမှာအလုပ်သွားလုပ်နေတဲ့သူတွေရှိမယ်နိုင်ငံရဲ့ချမ်းမှာပညာတော်သင်သွားတဲ့သူတွေရှိမယ်နိုင်ငံရဲ့ချမ်းမှာပညာလဲသင်မယ်တစ်ဖက်ကလည်းအလုပ်လုပ်မယ်ဆိုတဲ့သူတွေလည်းရှိတယ်ဒါပြပခရီးပေါ့အဲ့ဒီလိုမဟုတ်ဘူးပြည်တွင်းမှာပဲခရီးတွေခဏခဏသွားလာနေရတဲ့အလုပ်တွေလည်းရှိမယ်ပြည်တွင်းခရီးပဲဖြစ်ဖြစ်ပြည်ပခရီးပဲဖြစ်ဖြစ်စီးပွားရှာတဲ့ခရီးပဲဖြစ်ဖြစ်ပညာရှာတဲ့ခရီးပဲဖြစ်ဖြစ်အလှခရီးပဲဖြစ်ဖြစ်အဋိဌံခရီးတွေပဲဖြစ်ဖြစ်ခရီးလမ်းမနဲ့ပတ်သက်လာရင်ကိုသွားမဲ့ခရီးလမ်းမမှာအဆရအဆင်ပြေချောမွေဖို့အနှောက်အယှက်ကင်းဖို့ခရီးလမ်းသွားလမ်းတာပြန်လမ်းဖြောင်းဖို့ခရီးအတွက်လိုအပ်တဲ့ငွေကြေးတွေလည်းပေါ်ပေါ်များများပြည့်စုံနဲ့တွာလာနိုင်ဖို့အတွက်ဒီကုသိုလ်တော်အစီအစဉ်လေးကိုဆောင်ရွက်ရမှာဖြစ်ပါတယ်အခုကျွန်မတင်ဆက်မဲ့ကုသိုလ်တော်အစီအစဉ်လေးကခရီးအတွက်သွားရလာတဲ့ခရီးတွေမှာအနှောက်အယှက်ဘေးအန္တရာယ်အလုံးကင်းရှင်းစေမယ်အဲ့ဒီခရီးအတွက်လိုအပ်တဲ့ငွေကြေးတွေလည်းမတောင့်မကြောက်မကြပြည့်စုံရရှိစေမယ်အဲ့ဒီအကျိုးတရားများကိုရရှိမှာဖြစ်ပါတယ်အဲ့တော့ဘာလို့အောင်မလဲဆိုတော့ကျွန်မရဲ့ခုနှစ်သားသမီးပရိသတ်တွေကဖုံးကြီးစီဖက်နဲ့တရံတော့ဝယ်ရမယ်ဖုံးကြီးစီဖက်နဲ့တရံကိုတောင်းကနန်းပဲရှိပါတယ်နော်8000 9000 1000 2000 3000အလောက်ပဲရှိမယ်ဖုံးကြီးစီဖက်နဲ့တရံလိုပါတယ်ဒီရတဲ့အတွက်ဖုံးကြီးစီဖက်နဲ့တရံလိုတယ်နောက်ငွေ9000ကျပ်လိုတယ်9000ကျပ်9000တန်ပေါ့နော်9000တန်တော့ဖြစ်ရမယ်နော်9000တန်တည်းပဲလိုတယ်အဲ့ဒီပစ္စည်းနှစ်ခုရှိရင်ဒီကုသိုလ်တော်အစီအစဉ်လေးနဲ့ကိုယ့်ရဲ့ခရီးလမ်းမတွေအဆင်ပြေချောမှုကိုဆူတောင်းလို့ရပြီအဲ့တော့ကျမတို့ကဒီရတဲ့မှာအရေးကြီးဆုံးအချက်က2ချက်ရှိတယ်ကျမတို့မှာဖုံးကြီးစီဖက်နဲ့တရံလည်းရပြီ9000တန်တရွက်လည်းရပြီဆိုရင်အရေးကြီးဆုံးအချက်2ချက်ကပထမဆုံးတစ်ချက်ကကျမတို့ဝယ်ထားတဲ့ဖုံးကြီးစီဖက်နဲ့တီကျောင်းမှာရှိနေတဲ့တန်ခါကိုသွားပြီးတော့လောင်းလို့လှူလို့မရပါဘူးကြွနေတဲ့တန်ခါကိုပဲလောင်းရမယ်ရှင်ဥမာဆုံးခံကြွနေတာဖြစ်မယ်တနေရာကနေကြွပြီးပြန်လာတာဖြစ်မယ်တနေရာကိုကြွသွားတာဖြစ်မယ်ဆိုလိုတာကျမတို့ဖုံးကြီးစီဖက်နဲ့ကိုလှူမဲ့အလှခံမဲ့တန်ခါတီကျောင်းမှာထိုင်နေတာမဖြစ်ရဘူးရှင်ကြွနေတဲ့ကိုတော်ကိုကျမတို့ကလမ်းမှာစောင့်ပြီးတော့မှဒါကိုလောင်းမှာပေါ့နော်အဲ့တော့ဖုံးကြီးစီဖက်နဲ့လှူတဲ့နေရာမှာဆုံးခံကြွတဲ့ဖုံးကြီးဒါမှမဟုတ်လမ်းပေါ်မှာကြွနေတဲ့တန်ခါပေါ့ကြွနေတဲ့တန်ခါကိုလောင်းရမယ်အဲ့ဒါနံပါတ်1ချက်ကြီးရယ်နောက်ဒုတိယတစ်ချက်ကဒီရရမှာအမှန်ကတော့ကိုယ့်ဘက်ကလှူဒန်းနိုင်တယ်ပေါ့တတ်နိုင်တဲ့ငွေကြေးအတိုင်းတာလည်းရှိတယ်ခရီးကလည်းအားကိုအရေးကြီးရဆိုရင်တော့ရရရဲ့နီးစနစ်အမှန်ကတော့ဖုံးကြီးစီဖက်နဲ့တရံနဲ့ငွေ9သိန်းလှူရတာဖြစ်ပါတယ်အဲ့တော့9သိန်းဆိုတာကိုခုနှစ်သားသမီးပြည်သက်အများစုကမတတ်နိုင်တဲ့လူတွေရှိကောင်းရှိမယ်လေနော်ရှိကောင်းရှိမယ်ဆိုတဲ့အခါကျတော့ကိုခရီးကအရန်ကြီးရဆိုရင်တော့ဖုံးကြီးစီဖက်နဲ့တရံနဲ့ငွေ9သိန်းနဲ့ဒါဆောင်ရွက်လို့ရတယ်ကိုလမ်းမခရီးကတအားကြီးတော့အရေးမကြီးဘူးပုံမှန်ခရီးလေးပဲဒီကိုငွေကြေးလဲကိုအတွက်အခက်အခဲရှိရဆိုရင်တော့9000တန်တရွက်ကိုကျမတို့ကအပြောလေးပြောင်းရမယ်စကားလုံးလေးပြောင်းရမယ်ပြား9သိန်းလို့ပြောင်းပြီးပြောရမယ်ပြည့်ညက်နမိတ်အရာ9သိန်းဆိုတဲ့နမိတ်ကိုလိုချင်တာဖြစ်တဲ့အတွက်ပြား9သိန်းလို့ပြောင်းပြီးတော့ကျမတို့ကစုတောင်းပြီးလှူမယ်အဲ့တော့ကျမတို့ဒီဖုံးကြီးစီဖက်နှက်ကလေးပေါ့ဒါဖုံးကြီးစီဖက်နှက်ကလေးဒါကကျမတို့ကငွေ9000ကျပ်ဒီလှူပွဲပစ္စည်းလေးနှစ်ခုကိုကျမတို့ကကင်ပြီပေါ့လှူပွဲပစ္စည်းလေးနှစ်ခုကိုကျမတို့ကကင်ပြီးစုတောင်းတဲ့အခါမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဤတာတပည့်တန်ကတော့အရှင်သူမြတ်များတန်ခဂုံကိုရည်စူး၍တန်ကတော့အရှင်သူမြတ်များကြွချီရအတွက်စုညောင်ခလုတ်ကင်းရှင်းစေရန်အပူတံမှကာကွယ်ရန်အညစ်အကြေးများမစွန်းထင်းရန်အတွက်ဖုံးကြီးစီဖက်နဲ့တရံနှင့်
ငွေပြား9သိန်းအားဆက်ကပ်လှူဒန်းပါ၏ဤကုသိုလ်ကောင်းမှုကြောင့်ဘုရားသမီးတော်ဘာနေသားဘာနေသမီးတို့၏ဘဲဟိုသွားမဲ့လမ်းခရီးနဲ့ပတ်သက်လို့အနှောက်အယှက်အတားအဆီးအပိတ်အပင်အဖို့အထစ်အထင်ငေါ်များကင်းရှင်း၍အဲ့ဒီခရီးအတွက်လိုအပ်တဲ့ငွေကြေးများလဲမတောင်းတရပဲမကြောက်ကြရပဲပေါ်မြတ်ပြည့်ရှံစွာရရှိရပါလို့လို့ဆုတောင်းမယ်တန်ကောင်ဘုန်းကြီးကိုမလှူခင်ကိုကျင့်တဲ့အားရသည့်အထိဆုတောင်းမယ်ဘယ်နေ့မှလောက်ရမလဲဘယ်အချိန်မှလောက်ရမလဲဆိုတော့ခရီးသွားမဲ့သူကတောက်ကြနေဆိုရင်တောက်ကြနေမှလောက်ပါရှင်ခရီးသွားမဲ့လူကစနေဆိုရင်စနေနေ့မှလောက်ပါရှင်ဘယ်အချိန်လောက်ရမလဲအချိန်ကအဆင်ပြေတဲ့အချိန်ဆောင်ရွက်ပါရှင်ကဲအဲ့ဒီနီးလေးဟာလဲခုနှစ်သားသမီးပြိသက်တည်းရဲ့သွားမဲ့ခရီးတွေအတွက်အကောင်းဆုံးအများဆုံးအကျိုးပြုအထောက်အပံ့ဖြစ်မဲ့ရတရားနီးတွေကတစ်ခုဖြစ်ပါတယ်ကျမရဲ့ခုနှစ်သားသမီးပြိသက်များကုသိုလ်လဲရကိုယ့်ရဲ့သွားမဲ့လန်ခီကိစ္စလဲအဆင်ပြေစေမဲ့ဒီရရအစီအစဉ်လေးနဲ့လဲကျမခုနှစ်သားသမီးပြိသက်များရဲ့ခရီးလမ်းမကိစ္စများအဆင်ပြေချောမွေ့ကြပါစေရှင်